ဒီနေ့ယူဘာနူဝါဟာရာရီရဲ့အမေလေးလို့နော်အထူးသဖြင့် AI တက်မှာပညာရေးဘယ်လိုပြောင်းလဲနေပြီလဲဆိုတာလေးဆွေးနွေးကြည့်ကြရအောင် ဟုတ်ကဲ့ခင်ဗျစိတ်ဝင်စားစရာအကြောင်းအရာပါ ဟုတ်ကဲ့ Harari ရဲ့ 21 lesson for the 21st century စာအုပ်ကိုအခြေခံပြီးတော့လေတမယိုးကျပညာရေးပုံစံတွေကဘာလို့အရင်လိုရမရောက်တော့တာလဲဆိုတာကိုနည်းနည်းချက်ကြည့်ခြင်းပါရဲ့ဆိုတော့အဓိကကတော့အရင်ပညာရေးစစ်တဲ့အားနည်းချက်တွေရဲ့အခုတကယ်ဘာလို့အဲ့လိုဝေါ်လန့်နေပြီလဲဆိုတာ Harari ရှုထောင်းကနေနားလည်ဖို့ပါပဲစိတ်ဝင်စားစရာအချက်တစ်ခုနဲ့စချင်းနေလေ Harari ကပြောထားတာက AI ရဲ့တိုးတက်မှုလုံးကအများမြန်တော့သင်တန်းတွေဘာသာရပ်တွေတော်တော်များများကသင်ပြီးခဏနေရင်အတုံးမဝင်တော့ဘူး ဟုတ်ပါတယ်အဲ့ဒါတကယ်မှန်တဲ့အချက်ပဲ ဒါတော်စဉ်းစားစရာနော်တက်ကတော်မှာအချင်းကုန်ဝေးကုန်ခန်း၄-၅နဲ့တင်လိုက်တယ်ခွဲရလာတယ်ဒါပေမဲ့အလုပ်ခွင်ဝင်တော့ကိုတင်ခဲ့လာတဲ့လက်တွေလိုအပ်ချက်နဲ့ကလိုဖြစ်နေလို့တင်မကြိုက်တော့ဘူး ဟုတ်တယ်ဟုတ်တယ် အေးတက်ကတော်တက်ပြီးအလို့ရှားပါမှုဆိုတာမျိုးတွေလေတကယ်ကြားနေမြင်နေရတာတွေပဲ အတိအကျပါပဲဟာရာရီအဓိကထောက်ပြနေတာအဲ့ဒီကွာဟချက်ပဲသူ့ဆိုရလေဒီနေ့ခေတ်မှာပညာရေးဆိုတာဘွဲလက်မှတ်တစ်ခုတည်းနဲ့မပြီးတော့ဘူး ဟုတ်ကဲ့ စဉ်ဆက်မပြတ်သင်ယူနေမှုပေါ့ continuous learning နဲ့အခြေအနေအလိုက်ရောညီထွေပြောင်းလဲနိုင်တဲ့စွမ်းရည် adaptability adaptability ဟုတ်ကဲ့ အဲ့ဒါတွေကအဓိကဖြစ်လာပြီဆိုတာပဲဆိုလိုတာကအရင်လိုဘွဲတစ်ခုရတာနဲ့ငါတော်ပြီတက်ပြီဆိုရပ်နေလို့မရတော့ဘူး ဟုတ်ဘာကြောင့်ရက်လို့မရတော့တာလဲအဲ့ဒီ AI ရဲ့မြင်လုံးဆိုတာကိုနည်းနည်းထပ်ရှင်းပြလို့ရမလား ရပါတယ် AI ရလေတရင်အချက်လက်အသစ်တွေကိုသင်ယူတာစီစစ်တာချိတ်ဆက်တာဒီမှာလူထက်အစားပေါင်းများစွာမြန်တယ်ဟာရာရီသုံးသပ်ထားသလိုပဲ AI ကတရက်သေးနေတော့ကျွန်တော်တို့တတ်လုံးသင်ခဲ့တာတဲ့ပိုးပြီးကျွမ်းကျင်သွားနိုင်တဲ့အခြေအနေတွေရှိလာနိုင်တယ်ဆိုတာ ဟာကြောက်စရာပဲနော် ဟုတ်တယ်ဆိုတော့မနေ့ကအရန်တန်ဖိုးရှိတယ်လို့သတ်မှတ်ထားတဲ့ skill တစ်ခုကဒီနေ့မှာ AI ဟာအလွယ်လေးလုံနိုင်သွားတာမျိုးဖြစ်သွားနိုင်တယ်အရင်ကလူမလုံနိုင်မေထင်တဲ့စဉ်းစားရတဲ့အလုပ်ဖန်တီးရတဲ့အလုပ်တချို့ကိုပါ AI ကဝင်လုံလာနိုင်တော့လေကိုဘာပဲတင်ထားအချိန်မရွေးအသုံးမဝင်တော့တာမျိုးဖြစ်နိုင်ခြေကများလာတာပေါ့ အဲ့ဒါဆိုပညာရေးအတစ်တွေကတော်တော်ပြောင်းသွားပြီပေါ့နော်အချက်အလက်တွေ skill တွေအလွတ်ကျက်တာထက်အဲ့ဒါတွေကိုဘလို့သုံးမလဲအတစ်တွေကိုဘလို့မြင်မြင်တင်ပြီးလက်တွေ့နဲ့ချိတ်ဆက်မလဲအဲ့ဒါကပိုအရေးကြီးလာတဲ့သဘောလား ဟုတ်ပါတယ်အထီးကျပဲအချက်လက်အလွတ်ချက်ဖို့ဆိုတာ Google မှာရှားလိုက်ရနေတာပဲလေ ဟုတ်တယ် အရေးကြီးတာကအဲ့ဒီအချက်လက်တွေထဲမှာဘယ်ဟာကအရေးကြီးလဲယုံရတယ်ခွဲခြားနိုင်ဖို့ critical thinking ပေါ့ critical thinking ရလာတဲ့အသည့်ကိုပြဿနာဖြေရှင်းဖို့ဘယ်လိုတောင်းမလဲ problem solving ဟုတ်ကဲ့ နောက်ပြီးသူများနေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ collaboration ပြီးတော့စိတ်ပိုင်းဆိုင်ရာခန္ဓာရည်ရှိဖို့မြေယာမှုတွေကြားမှာတည်ငြိမ်ဖို့ emotional intelligence နဲ့ resilience ပေါ့ ဟုတ်ကဲ့ အဲ့ဒါတွေကပိုရေးပါလာတာ Harari ပြောတဲ့ adaptability ဆိုတာဒါဒီကိုခြုံပြောတာပဲကိုယ်စိတ်ကိုပြောင်းလဲပြင်လွဲထားနိုင်ဖို့ပြောင်းလဲကိုလက်ခံဖို့ ဒါတကယ်ကိုကြီးမားတော့ပြောင်းလဲပဲသူသဖြင့်အခုမှပညာစသင်နေတဲ့လူငယ်တွေအသက်မွေးဝမ်းကြောင်းလန်းဆက်ချနေတဲ့သူတွေအတွက်ဆိုပို့ပြီးတော့စိန်ခေါ်မှုကြီးမားနိုင်တယ် ဟုတ်ပါတယ် Harari မေးထားတယ်လို့ပဲရင်ကတင်ခဲ့တဲ့ပုံစံလေးနဲ့ဘဝကိုတိဆောက်လို့မရတော့လေခင်ဗျာကျွန်တော်တို့ဘယ်လိုပြောင်းလဲကြမလဲဆိုတာဒါတကယ်အလင်းနဲ့စဉ်းစားရမှာလမ်းပြောက်တယ်လို့တော့ခံစားရနိုင်တယ်နော် လမ်းပြောက်တယ်လို့ခံစားရနိုင်ပြီးမြဲတစ်ဖက်မှာလည်းအခွင့်အလမ်းအသစ်တွေရှိနေတယ်လို့မြင်လို့ရပါတယ်အဓိကကတော့လေသင်ယူမှုအပေါ်ထားတဲ့သဘောထားကိုပြောင်းဖို့ပဲ ဟုတ်ကဲ့ ပညာရေးကိုကျောင်းပြီးရင်ပြီးပြီဆိုတာမျိုးမဟုတ်တော့ပဲတစ်တာလုံးလောက်ရမယ်ခီးစဉ်တစ်ခု lifelong learning journey လို့သတ်မှတ်ရမယ် တက်တာတင်ယူမှုပေါ့ ဟုတ်တယ်ကိုကဘယ်နေပယ်ကိုစိတ်ဝင်စားလဲအဲ့ဒီမှာဘာတွေအသစ်ဖြစ်နေလဲအမြဲစူးစမ်းနေရမယ် skills အသစ်တွေကိုကိုယ့်ဘာသာကိုလေ့လာနိုင်စွမ်းရှိရမယ်အဲ့ဒါ mental flexibility လို့ပြောလို့ရတယ် စိတ်ပိုင်းဆိုင်ရာပြောင်းလဲပြင်လွယ်ရှိမှု ဟုတ်တယ်အရင်တိထားတာတွေကိုပဲအသေးစုပ်ကင်မထားပဲအသစ်တွေကိုလက်ခံသင်ယူကိုအံဝင်ခွင့်ကြဖြစ်အောင်ကြိုးစားရမှာ ဆိုတော့အနှစ်ချုပ်လိုက်ရင် AI ခေတ်မှာအောင်မြင်ဖို့တော့ချက်ကဘွေးလက်မှတ်ဆိုတာချက်တက်တာတင်ယူလို့စိတ်ရဲ့အချင်းကြီးရလိုက်ပြီးစိတ်ရောကိုယ်ပါပြောင်းလဲနိုင်စွမ်းရပဲပေါ့နော် mermai အဲ့ဒါအဓိကပဲတရင်အချက်လက်တွေကျွမ်းကျင်မှုတွေလားခဏလေးနဲ့ဟောင်းထစ်သွားနိုင်တဲ့လောကကြီးမှာအဲ့ဒီရေချင်းတွေကပဲကိုရှစ်ဆက်သွားနိုင်အောင်အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုတည်ဆုံနိုင်အောင်ကူညီမဲ့အရေးကြီးဆုံးခရက်တီဖြစ်လာမှာပါ ဟုတ်ကဲ့
ဒီအကြောင်းအရာကိုညီကုန်းချုပ်အနေနဲ့စဉ်းစားစရာလေးတစ်ခုပေးချင်ပါတယ်ဟာရာရီရဲ့စောင်းသေးကမေးခွန်းတစ်ခုကိုနည်းနည်းပြောင်းပြီးမေးကြည့်ရအောင်ပေါ့လေ ဟုတ်ကဲ့ AI နဲ့ဤပညာတွေကငါတို့ဘဝကိုလွှမ်းမိုးမသွားအောင်ငါတို့ကထိန်းချုပ်နိုင်အောင်ကိုယ့်ရဲ့အနာဂတ်တင်ယူမှုလမ်းကြောင်းကိုဘယ်လိုတက်ကြွပုံဖော်ကြမလဲဆိုတာလေးပေါ့ ကောင်းတယ်မိခွန်းပါ ကိုယ်ပိုင်ရည်ချင်းတွေကိုတေပြောင်းလဲတွေကြာမှဘယ်လိုဆက်ပြီးမြင့်တင်နေမလဲကိုယ့်ရဲ့အနာဂတ်ကိုကိုယ်တိုင်ဘယ်လိုတောင်းဝင်ယူတိဆောက်ကြမလဲဆိုတာကိုအလေးနဲ့စဉ်းစားကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီဆွေးနွေးမှုကိုအဆုံးသတ်လိုက်ပါစေ ဟုတ်ကဲ့ဖျက်